အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒီနေ့ပေါ့နော်ဒီပေါ့ဒီဘာလို့ပြောရမလဲဒီကျမတငယ်ချင်းကိုဟွာလေးတွေဒီဟာလေးအဆက်လိုက်ပေါ့အဆက်လိုက်လေးတွေခါလေးဒီညာလေးတွေကျမတငယ်ချင်းနဲ့ပစ္စည်း trade လုပ်ဖို့ထည့်ပေးတာပဲဖြစ်ပါတယ်ဒါလေးတွေကအသစ်ကလေးတွေပါပဲအကုန်လုံး file လေးတွေဆိုရင်လည်းထည့်ပေးရပေါ့နော်ဒါဆိုရင်ကျမထည့်ပေးတဲ့6000ဘူးလောက်ပဲရှိပါတယ်ဒါပေမဲ့အရန်လှတယ်ပေါ့နော်တငယ်ချင်းတွေလက်ဆောင်ပေးလက်ဆင်ပြေပါတယ်အဲ့ဒါကြောင့်မို့မှာယူခြင်းတဲ့ဆိုရင်တော့ဖုန်းနံပါတ်လေးယူပေးထားပါမယ်ရှင်ဒီမှာပေါ့နော်မျက်နှာဖုံးလေးတွေလည်းပါတယ်ပါဆယ်လေးကိုတခြားလုပ်ပေးပါတယ်နယ်ဝေးဆိုရင်တော့ပေါ့နော်ဟိုကားကိတ်ရောက်ကိုလိုက်ပို့ပေးပါတယ်ဟို delivery ကြေးကတော့နယ်ဝေးဆိုရင်တော့ delivery ကြေးကပူကြမယ်ဒီနာ4000ခန့်ရောက်ကမှပဲနေတဲ့လူတွေဆိုရင်တော့ပေါ့အရန်ဟို9000ဘူးလောက်ဝယ်ရင် free လိုက်ပို့ပေးပါတယ်ရိတ်တာလမ်းမှာနေရင် free လိုက်ပို့ပေးပါတယ်ရှင်ကျမတို့နဲ့အိမ်နီးတဲ့သူတွေကို free လိုက်ပို့ပေးပါတယ်အိမ်နယ်ဝေးရဆိုရင်တော့လိုက်မဟိုပေါ့နော်ကကိတ်ရောက်ပဲပို့ပေးပါတယ်ရှင်နယ်ဝေးတဲ့သူတွေကအနည်းဆုံး1000မိုးမှယူပေးရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကားနဲ့ဟိုဖြစ်လို့ပါရှင်ဒီမှာပါနော်လှတယ်နော်ဒါလေးတွေလည်းဗီဒီယိုကိုအဆုံးထိကြည့်ပေးပါကျမပစ္စည်းလေးတွေကတော်လှတယ်တန်ပါတယ်ဒါတငယ်ချင်းတွေလက်ဆောင်ပေးလဲလှတယ်ဒါလေးကိုတခြားလေးပေါ့နော်တခြားလေးထုတ်ပိုးပေးမှာပါဒါလေးဆိုလဲကလေးတွေမိုနိုပူတီဆော့တဲ့ဥစ္စာလေးတွေရှိပါတယ်ဒီနာဝင်းစင်မှာဟို4000ခန့်ရကမှနေတယ်ဆိုရင်တော့ကျမတို့ကအိမ်ဟို free လိုက်ပို့ပေးပါတယ်ရှင့်ဒီတချင်းလုံးကိုပေါ့နော်6000မှာကျန်တဲ့ဟိုပေါ့နော်1000ဆိုရင်တော့ကျမ1000တန်လေးကိုနောက်နေ့ကျရင်ထုတ်ပြပေးပါမယ်နော်ဒီနေ့ကတော့ဒါ6000တန်လေးပါ6000လေးပါအမြဲဟို1000ဘိုးနဲ့အထက်မှာယူတဲ့သူတွေကိုလက်ဆောင်နဲ့ထည့်ပေးမယ် delivery က free လုပ်ပေးပါမယ်ဒါပေမဲ့နယ်ဝေးဆိုရင်တော့ဟို short ပေးမယ်ပေါ့နော် delivery ကဒီမှာမျက်နှာဖုံးလေးတွေဆိုရင်1000လောက်ပဲရှိရယ်ဒီဟန်ချစ်ဖို့ကောင်းတယ်ပေါ့နော်တကူကြီးစီလည်းမှာလို့ရပါတယ်တကူကြီးစီဆိုရင်တော့ဝေးရင်တော့ delivery နဲ့ပေါ့ဟုတ်ကဲ့ပါရှင်ဒါလေးလည်းကြောင်လေးပါမိန်းကလေးလည်းကြိုက်တယ်ယောက်ျားလေးလည်းကြိုက်တယ်ဒါလို့မှာယူရဲ့သူကဟိုမိန်းကလေးလည်းယောက်ျားလေးလားဆိုတာပြောပြရမယ်နော်ဒါမှမဟုတ်ကျမအဆင်ပြေလို့ထည့်ပေးမှာမဟုတ်လို့နောက်ပွားရင်ဝယ်ပြီးပစ္စည်းကိုပြန်လဲလို့မရပါဘူးရှင်ဒါပေမဲ့ပစ္စည်းကကျမထည့်ပေးလိုက်တဲ့ပစ္စည်းငယ်ဆိုရင်တော့ပြန်လဲလို့ရပါချက်ချင်းလေးပြန်ပြောပေးပါရှင်အဲ့ဒါဆိုရင်တော့ကျမတို့ဖတ်တူးလေးကိုကြည့်လိုက်ပါ